အရှိအတိုင်းနေပါဆိုတဲ့ကောင်းစဉ်လေးပါဘုန်းကြီးတို့တွေတခါတခါကိုယ့်ဘဝမှာဒုက္ခရောက်တတ်ကြတာကကိုအမှန်တိုင်းမမြင်ခြင်းနောက်ကိုယ်မှာမရှိတာတွေကိုပြောမိခြင်းကိုယ်မှာမရှိသောအရေးချင်းတွေကိုရှိသလိုဟန်ဆောင်မိခြင်းကိုမတတ်သောအတတ်တွေကိုတတ်သလိုတက်ရောင်ကားဟန်ဆောင်မိခြင်းကိုမကျွမ်းကျင်တဲ့အရာတွေကိုကျွမ်းကျင်သလိုမျိုးဟန်ဆောင်မိခြင်းအဲ့ဒါတွေကတနေ့မှာလူအထင်သေးစရာဖြစ်သွားတတ်တယ်။ဒါကြောင့်လောကမှာအယိုးသားဆုံးရက်တည်တာကောင်းတယ်။မရှိရင်မရှိကြောင်းမသိရင်မသိကြောင်းမတတ်ရင်မတတ်ကြောင်းအမှန်တိုင်းဝန်ခံပြီးတော့အရှိအတိုင်းနေတာကောင်းတယ်။မရှိဘူးဆိုရင်သူများအထင်သေးသွားမှာဆိုလို့ဆိုတဲ့အတွေးခွာမှားတယ်။ပြီးရင်မတတ်ဘူးဆိုလို့ထင်လို့ရှိရင်သူများအထင်သေးမှာဆိုလို့ဆိုတဲ့အတွေးခွာလည်းမှားတယ်။အဲ့တော့ကိုကအဲ့လိုအတွေးမှားကြီးနဲ့ကြောက်ပြီးတော့သူများကကိုယ်အထင်သေးမှဆိုလို့ဆိုပြီးတော့မရှိပဲလဲရှိသလိုမတတ်ပဲလဲတတ်သလိုမသိပဲလဲသိသလိုလုပ်တဲ့အခါကျတော့လူအလယ်မှာရှက်စရာကြီးဖြစ်သွားတတ်တယ်အကြောင်းတိုက်ဆိုင်လာတဲ့အချိန်ကျရင်ကိုမသိတာတွေကိုသိသလိုလုပ်ထားတဲ့အခါကျတော့သူများရည်စရာတွေဖြစ်တတ်တယ်သူများကဲ့ရဲ့စရာတွေဖြစ်တတ်တယ်အဲ့ဒီမှာကိုကပို့ပြီးတော့စိတ်ထိခိုက်စရာတွေကြုံလိမ့်မယ်စာကလေးကိုကရှိတဲ့အတိုင်းရှိတာကိုရှိတဲ့အတိုင်းပဲနေတယ်ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကလေးပေါ့ဟန်ဆောင်ပြီးနေတာမျိုးဘယ်တော့မှမလုပ်ပါနဲ့သို့တော့ရိုင်းနေတဲ့အမှုအရာမျိုးကြမ်းနေတဲ့ကိုယ့်ရဲ့ဆက်ဆံရေးပုံစံမျိုးတွေကိုတော့ဒါကတော့ယဉ်ကျေးအောင်လို့ပြုပြင်ရမယ်ဆိုတာကတစ်ပိုင်းဒါကယဉ်ကျေးအောင်လုပ်ရမှာပဲယဉ်ကျေးအောင်လုပ်ပြီးတော့အရှိတိုင်းနေတယ်ဆိုပြီးငကိုယ်တည်းကရိုင်းတာမွေးကလေးကရိုင်းတာအခုလည်းရိုင်းမှာပဲဆိုဒါတော့မဟုတ်ဘူးငကိုယ်ကလေးကကိုယ့်အတွက်ပဲကိုယ်သိတတ်တာအရင်ကလည်းဒီတိုင်းပဲအခုလည်းကိုယ့်အတွက်ပဲကိုယ်ကြည့်မယ်ဆိုရဲဒါကိုပြောတာမဟုတ်ဘူးအရှိကိုရှိတိုင်းဆိုတာခုနပြောတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတို့ကိုယ့်ရဲ့အတတ်ပညာတို့ကိုယ့်ရဲ့အရေးချင်းတို့ဒါတွေကိုပြောတာဒါတွေနဲ့ပတ်သက်ပြီးတော့စိတ်သောကမရောက်စေရအောင်တလွဲအတွေးတွေးပြီးတော့သူများအထင်သေးလိမ့်မယ်ဆိုပြီးတော့သွားသတ်မှတ်ပြီးတော့မလိမ့်ပါနဲ့မညာပါနဲ့အမှန်တိုင်းနေလို့ရှိရင်ကိုယ့်ရဲ့ဒီအမှန်အရှိအတိုင်းကိုသဘောကျတဲ့သူရှိလာပါလိမ့်မယ်အယိုးသားဆုံးလူတွေကပို့ပြီးတော့နှစ်သက်ကြတယ်မရှိဘဲနဲ့ရှိရဆောင်တဲ့သူကိုမနှစ်သက်တတ်ကြဘူးအကူအညီပေးခြင်းတယ်ဆိုလို့ရှိရင်လည်းအရှိတိုင်းလေးနေတတ်တဲ့သူတွေကိုအကူအညီပေးကြတယ်မသိရင်မသိဘူးလို့ပြောတတ်တဲ့သူမျိုးကိုသိအောင်လုပ်ပေးကြတယ်မသိဘဲနဲ့သိတယ်လို့လုပ်တတ်သူမျိုးဆိုရင်သင်မပေးချင်ကြတော့သူကဆရာကြီးပုံလိုပဲပါပဲဆိုရဲစကားတွေရှိတာကိုအဲ့တော့ပညာရှာပမာသူဖုံစားဆိုတဲ့စကားအလကားမဟုတ်ဘူးအရာရာကိုမသိသေးသလိုမျိုးပဲမတတ်သေးသလိုမျိုးပဲသူစီကပညာရဖို့ရာအတွက်သူဖုံစားခဲ့သူကိုခါရတောင်းရမှာပဲမသိတာသိအောင်လုပ်ရမှာပဲမတတ်အောင်လုပ်ရမှာပဲအဲ့တော့မသိဘဲနဲ့သိသလိုလိုမာနခံနေတဲ့ပုဂ္ဂိုလ်မျိုးတွေကကိုယ့်မှာပညာကလောက်ပညာလည်းမရှိအသုံးချလို့လည်းမရဘဲနဲ့ထင်တလုံးနဲ့နေတကယ်လက်တွေ့လောကမှာကြတော့အသုံးချမရတော့အချက်တွေကွဲအဲ့တော့စိတ်ဆင်းရဲမှုတွေထပ်ဖြစ်နောက်ထပ်စိတ်သောကတွေထပ်ရောက်နောက်ထပ်ပြဿနာတွေတက်လူလိန်ဆိုပြီးတော့နာမည်ကပြက်အများကြီးပဲအရှိတိုင်းလေးနေတဲ့သူတွေကြတော့အဲ့လိုမဟုတ်ဘူးသူကမရှိဘူးပဲပြောတဲ့အတွက်ကြောင့်သူ့ကိုရှိလာအောင်အကြောင်းတစ်မျိုးကြောင့်မျိုးကတော့၎င်းတစုံတစ်ယောက်ကတော့၎င်းဒါဖေးမမှုဆိုတာဖြစ်သွားတတ်တယ်တော့သူမသိရှာဘူးရဲ့လေဒီလိုမျိုးဖြည့်တွေးပြတတ်ကြတယ်မသိတာကိုမသိတဲ့တိုင်းနေတဲ့အတွက်ကြောင့်ဒီအပိုင်းကသူမသိဘူးပဲလေလို့ထည့်တွက်ပြီးစဉ်းစားပြီးတော့ကိုယ်ပေါင်းတဲ့ဆက်ဆံရေးထဲမှာအကန့်တကန့်အနေနဲ့ထားပေးကြတယ်သိတယ်လို့လုပ်လို့ရှင်တော့သူ့ကိုပြောပြစရာမလိုဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတော့ကိုကဘုဟုတုတပိတ်တယ်လူမှုဆက်ဆံရေးမှာလည်းပိတ်တယ်လက်တွေလည်းပိတ်တယ်အဲ့လိုမျိုးပေါ့လပါအစအကုန်လုံးပိတ်တဲ့အခါကျတော့ဘဝစိတ်ညစ်စရာကောင်းတဲ့ဘဝကြီးဖြစ်သွားတတ်တယ်အဲ့လိုမျိုးဆိုတော့အဆက်လက်ကွဲတတ်တယ်စိတ်တွေလည်းပူပြီးညစ်ရတတ်တယ်ဒါကြောင့်ရိုးသားဆုံးရက်ဒီပါရိုးသားဆုံးပြောပါအရင်ကျေးဆုံးရက်ဒီပါအရင်ကျေးဆုံးပြောပါအရင်ကျေးဆုံးဆက်ဆံပါအမိကိုနှိမ့်ချခြင်းဆိုတဲ့နိဝါဒတရားရှိပါနောက်ကိုယ့်တက်သားလို့ရှိရင်ကာရဝတရားထားတယ်ဆိုတဲ့အဲ့ဒီကာရဝရှိပါကာရဝတရားနိဝါဒတရားဆိုတာဘုရားဘာသာလို့ကျင့်ရမယ်တရား
အဲ့ဒါကိုရှက်စရာလို့သွားပြီးတော့မထင်ပါနဲ့တလွဲအမြင်နေနဲ့တလွဲအထင်နေနဲ့ဆိုရင်ဒုက္ခရောက်တော့ကိုယ်ပဲဒုက္ခရောက်မှာပါဒါကြောင့်ကဘာသူကဘာသားအပေါင်းအရှိတိုင်းနေသိတဲ့အတိုင်းပဲပြောအဲ့ဒီလိုပြောပြီးအယိုးသားဆုံးရက်တည်ပြီးတော့ကုညီပေးမှသူတွေနဲ့တွေ့ခါအောင်မြင်မှုအေးချမ်းမှုဆိုတဲ့အရာတွေကိုစုပ်ကိုင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ